တရုတ်ပြည်သွားတော့ဝယ်လာတဲ့ဒီ Xiaomi ရဲ့အသွင်းနဲ့ဟာလေးပေါ့နော် magnetic charger လေးဒီကောင်ကတော့ဒီမှာကတ်ရတာပေါ့နော်ကတ်ရတာဆိုတော့ကျွန်တော်ကတော့ဒါလက်ရှိကားပေါ်မှာသုံးမယ်ဆိုပြီးတော့ကတ်ထားလိုက်တာပါပုံမှန်တော့ဒီကောင်လေးကကားပေါ်မဟုတ်ဘဲနဲ့အိမ်နေမှာသုံးနေရတဲ့ဟာပေါ့နော်သူ့အသွင်းကြိုးလေးက type C to type C တချို့ပါတယ်ဒါပေမဲ့ကျွန်တော်ကတော့ဒီ100 wattကျိုးလေးဝယ်လက်စားရှိရနဲ့အဲ့ဒီ100 watt ကျိုးလေးနဲ့ပဲဆက်ပြီးသုံးလိုက်တာပါဒီအောက်နားလေးမှာသူအသွင်းပေါက်တွေပါတယ်ပေါ့နော်ကားပေါ်တွေမဟုတ်ဘူးသူကဒီဟာကျွန်တော်တို့ရုံးခန်းတွေအိတ်ခန်းတွေမှာလည်းသုံးလို့ရတယ်ဒီကောင်လေးကကော်လေးဆိုတော့ကတ်ထားလို့ရတယ်ပြီးရင် magnetic နဲ့ဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ magnetic ပါတယ်ဖုန်းကပါတွေနဲ့လည်းအလုပ်လုပ်ပါတယ်အဲ့ဆိုလို့ရှိရင်ဒါပြုံကြအောင်ပေါ့နော်ပြီးရင်ကျွန်တော်တို့ဒါဒီလိုလှည့်လေရပါတယ်ပြီးရင်သူကိုနိုင်ကလည်းဒီကောင်လေးကိုတပန်းဆောင်လှည့်လို့ရတယ်ပေါ့နော်ဒါလေးကတော့လောလောဆယ်တော့ကျွန်တော်ဆန်းဘုတ်တစ်ခုလေးဝယ်လာတာဒါပေမဲ့ထပ်မှာထားပါတယ်ပစ္စည်းလေးတွေရောက်လို့ရှိရင် page မှာ post ထပ်တင်ပေးပါမယ်ခင်ဗျအားလုံးကျေးဇူးများတင်ပါတယ်တတာ